ဆီယာဝင်ကတစ်တာကိုတင်းစေးတဲ့အိတ်ထဲထည့်လိုက်တယ်ဒါကိုဆက်စုကျင်တာနဲ့ကြောင်းနဲ့ပင်ကွင်းကအနားကိုတိုးကြည့်ကြတာပေါ့အိတ်ထဲရောက်သွားတဲ့အခါမှာတော့တစ်တာကအရာဝတ္ထုသေးသေးလေးတစ်ခုအဖြစ်ကျုံသွားပါတော့တယ်အဲ့ဒါနဲ့သူတို့လည်းအသုံးမလိုတဲ့ပစ္စည်းတွေအကုန်လုံးကိုအဲ့ဒီအိတ်ထဲထည့်လိုက်ကြတယ်ချက်ချင်းဆိုသလိုပဲအိမ်ထဲမှာတန်ရှင်းတက်ရက်သွားတာပေါ့အဲ့ဒီနေ့မနက်ပိုင်းကပဲပရဟိတဖွဲ့ကလူတစုကဆီယာဝင်စီလာပြီးသူသုံးမပြုတော့တဲ့ပစ္စည်းတွေကိုလူဒန်းဖို့တောင်းဆိုခဲ့ကြပေမဲ့ဆီယာဝင်ကအဲ့ဒီပစ္စည်းတွေကိုတင်ထားဖို့ညှင်းဆန်ခဲ့တယ်သူကဒီဟင်းလင်းပြင်ကျုံအိတ်ကိုတီထွင်ထားတာကိုဒါပေမဲ့ပစ္စည်းတွေအားလုံးကိုအိတ်ထဲထည့်ပြီးချင်းမှာပဲသူ့စီကိုဖုံးတစ်လုံးဝင်လာတယ်တကယ်တော့အိတ်ထဲမှာပင်ကွင်းရဲ့ဖုံးမှာရောပါသွားခဲ့တာပါအဲ့ဒါနဲ့ပင်ကွင်းကဖုံးကိုရှာဖို့အိတ်ထဲကိုခုံဝင်သွားပါတော့တယ်ဖုံးကိုတွေ့ပြီးတဲ့အခါမှာတော့ပင်ကွင်းကဆီယာဝင်ရဲ့ငယ်ဘဝဓာတ်ပုံကိုမြင်သွားပြီးစိတ်ဝင်စားနဲ့ကြည်ရင်တဟားဟားရဲ့ပါတော့တယ်ဆီယာဝင်ကအထဲမှာဘာတွေရှိနေလဲဆိုတာမြင်သွားတော့စိတ်တိုနဲ့အိတ်ထဲကိုလိုက်ဝင်သွားပြီးသူတို့နှစ်ယောက်အကြီးအကျယ်စကားများကြပါတော့တယ်ကြောင်ကတော့သူတို့ကိုကြည့်ပြီးစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့တယ်ဒါပေမဲ့ကြောင်ထွက်သွားပြီးမကြခင်မှာပဲတန်ရှင်းရေးဆက်ရုပ်ရောက်လာတယ်ဆက်ရုပ်ကအိတ်နဲ့အထဲကပစ္စည်းတွေကိုအမိုက်လို့ထင်သွားပြီးအပြင်ကအမိုက်ကားထဲကိုပစ်ထည့်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲကြောင်ကအိတ်ပြောင်းနေတာကိုတတိထားမိသွားပြီးထိတ်လန့်တကြားအပြင်ကိုပြေးထွက်သွားတဲ့အခါအမိုက်ကားကအိတ်ကိုတည်သွားတာကိုမြင်လိုက်ရတယ်သူလည်းဆက်ပြီးပေါ်ခုန်တက်ပြီးအစွမ်းကုန်နင်းပြီးလိုက်ပါတော့တယ်လိုက်လို့မီလူနီးပါးအချိန်မှာပဲပင်ကွင်းကခုန်တက်ပြီးအိတ်ကိုဖမ်းဆွဲလိုက်နိုင်တယ်ဒါပေမဲ့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူတို့အိတ်မဟုတ်ပဲတခြားအိတ်ကိုမားယူလိုက်မိမှန်းသိသွားတယ်အဲ့ဒါနဲ့သူကကားနောက်ကိုဆက်လိုက်ပြန်တဲ့ကြောင်ကလည်းသူ့နောက်ကနေလိုက်လာပြန်တယ်နောက်ဆုံးမှာတော့အိတ်ကိုပြန်ရတော့မယ်လို့ထင်ခဲ့ရမယ်အိတ်ဝါကကြိုးပဲပြတ်ထွက်သွားတယ်အိတ်ထဲကပစ္စည်းတွေအကုန်လုံးလွင့်ထွက်သွားပြီးပရဟိတလူပွဲကျင်းပနေတဲ့နေရာမှာတက်တက်ရက်လေးသွားကြပါတော့တယ်အဆုံးသက်မှာတော့ဆရာဝန်ကပစ္စည်းတွေအကုန်လုံးကိုမရည်ရွယ်ပဲလူဒန်းလိုက်ရပါတော့တယ်